တက်မဲ့ရုပ်အသားတက်သားရုပ်ကလေးကိုပေါ့နော်တက်ရှိလူကဲ့သို့ဟိုတက်ဝင်လှုပ်ရှားအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖန်တီးထားတဲ့မြမလက်မှုပညာရဲ့ဖန်တီးချက်ပဲဖြစ်ပါတယ်။နောက်တော့ဒီလူရှေ့ပြီးတော့လည်းပဲရှေ့ခေတ်တုန်းကဒီဇက်နိပတ်ဒေါ်လာတွေရှေ့ခေတ်တုန်းကကပြတဲ့အခါမှာဒီဟီဥတ္တပတရားကြီးမားတဲ့မြန်မာလူမျိုးတွေရဲ့မျက်စိထဲမှာဒီပရိသတ်တွေစင်ပေါ်မှာပေါ့နော်မင်းသားမင်းသမီးရဲ့ချစ်ခမ်းကြိုက်ခမ်းတွေကိုသူတို့ဟိုရင်းဖြစ်နေပြီဆိုလို့ရှိရင်သူတို့ရှက်တယ်ပေါ့နော်ဟီဥတ္တပဗမာတွေကမြန်မာလူမျိုးတွေအရှက်တရားကြီးတဲ့ခါကျမကြည့်ရဲမရှုရဲဖြစ်ရကနေဗမာအဲ့ဒီခါမှာဒီလူစားအယုတ်ကလေးတွေကနေဗမာလူကဲ့သို့ကိုစားပြုတ်ပြီးတော့မှဒီတရုတ်ဆောင်လိုက်တဲ့ခါမှာရုပ်သေးတပင်ကပို့ပြီးတော့ပေါ်လွင်ထင်ရှားပြီး popular ဖြစ်ပြီးတော့သူကလူအယုတ်ကတိတ်ကြီးဟိုဂျူနီယာဖြစ်သွားတာပေါ့နော်ရုပ်သေးကစီနီယာကျသွားတယ်ပေါ့ဒါကြောင့်မို့လို့လေရုပ်သေးကအမြင့်တပင်ဆိုပြီးတော့မှရှမ်းတောက်ဖြစ်ခဲ့ပြီးအဲ့ဒီချိန်မှာဟိုလူဇက်ကနည်းနည်းမှိန်ခဲ့တာပေါ့ရုပ်သေးပွဲရုပ်သေးအမြင့်တပင်ဆိုပြီးတော့မှရိုးဇက်ကိုတော့မြေဝိုင်းကနေပြီးမှသူကအနှိမ့်တပင်လို့အဲ့ခက်တော့သတ်မှတ်ခဲ့တာပေါ့လေ